ဟောကျန်ဆန်းကငါမှာအတွင်းတန်ရာရှိနေသေးလို့နောက်ထပ်2 လလောက်တော့အတူမအိပ်ပဲတီးချနေရအောင်မယ်ဟုပြောလာသည့်အခါဖတ်ရင်ချူကစိတ်သက်သာရသွားသည်ဖတ်ရင်ချူကဟောကျန်ဆန်းကိုစမ်းတက်သည့်အနေဖြင့်နေဆက်မှာမိန်းကလေးတစ်ယောက်ကိုကဲတင်ပြီးနေတိုင်းအတူအိပ်တယ်ဆိုတဲ့သတင်းမေးမြန်းလိုက်တယ်ဟောကျန်ဆန်းကရေမောပြီးငါစစ်မြေပြင်မှာကဲခဲ့တာကခြေထောက်တန်ရာရနေတဲ့အကြောင်းမလေးတကောင်ပါငါကဘသူ့ကိုမှမထိခိုက်စေခြင်းဘူးစစ်မြေပြင်မှာဘယ်တော့တေးမလဲမသိလို့မင်းစီကိုလည်းစာမပို့ခဲ့တာပါလို့အမှန်တရားကိုရှင်းပြလိုက်တယ်ဟောကျန်ဆန်းကသူတေဆုံးသွားပါကကြံရည်မိစစ်ကိုကြုံလာဆောင်ငွေများနှင့်အိမ်တော်ကိုပါတေချာလွဲအပ်ပေးခဲ့ကြောင်းသိရသဖြင့်ဖတ်ရင်ချူမှာဟောကျန်ဆန်းကိုကြည်ကစိတ်လှုပ်ရှားရပြန်သည်ဖတ်ရင်ချူ၏ဖခင်နှင့်အမဖြစ်သူတို့ကဟောကျန်ဆန်းပြန်လာသည်ကိုသိရှိပြီးနောက်အကွက်စင်ကအမဖြစ်သူကိုနေမကောင်းဖြစ်၍ယောဂကူးစက်တတ်သည်ဟုအကြောင်းပြကအခန်းထဲတွင်အောင်းခိုင်းထားခြင်းဖြစ်သည်ဖတ်ရင်ချူကဟောကျန်ဆန်းကသူမအနားမှာပဲကက်နေသဖြင့်ယိုချင်းစီသွားတွေးဖို့အချိန်မရပဲဖြစ်နေသည်ယိုချင်းကလည်းဖတ်ရင်ချူကိုမတွေ့ရသဖြင့်ယူမတက်လိုက်ရှာနေလေသည်ဟောကျန်ဆန်း၏အိမ်တော်သို့ယိုချင်းရောက်ရှိလာပြီးအစီခံများကဧည့်ခံကျွေးမွေးနေစဉ်ဖတ်ရင်ချူကယိုချင်းရောက်လာသည်ကိုသိသွားပြီးထိတ်လန့်တုန်လှုပ်သွားပါတယ်